န်တူတန်ကော2500ရဲ့ဒီ chapter 1ပေါ့နော်ဟိုစာပြန်နှွှေးဖို့အတွက်အလွယ်မှတ်လို့ရအောင်လို့ဆိုပြီးတော့ဒါလေးကလောက်ထားတာပါဆိုတော့ဒီမှာရေးထားတဲ့အတိုင်းအခကမိသားစုအာရိကတိုင်ဆိုတာကကျေးဇူးတင်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရှိပါတယ်မုခီအားကရင်ဆိုင်နေဆိုတဲ့အဓိပ္ပာယ်မျိုးပါမှာမိသားစုတွေတရက်နဲ့တော့ပြဿနာဖြေရှင်းနေရင်ဆိုင်နေဆိုပြီးဟာမျိုးမှာတုံးတယ်နော်စကုစငုဆိုတာကနက်ရှိုင်းဆိုတဲ့ဟာမျိုးပါပြီးဆိုရင်စက်တိုက်ဆိုလို့လည်းတုံးတဲ့အရှင်တွေမျိုးလည်းရှိတယ်နောက်တစ်ခါဂျီမီဆိုတာလည်းတုံးတဲ့အဓိပ္ပာယ်တူတူပါပဲရှိမီဂျီမီပေါ့နော်တုံးတဲ့အဓိပ္ပာယ်တူတူပဲနောက်တစ်ခါရရှိနာဟုတ်ဆိုတာကထောက်ပံ့ပေးကမ်းကျွေးမွေးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါနောက်တစ်ခါကျတော့ယာခုမဲဆိုတာကတာဝန်ဝတ္တရားဆိုတဲ့အဓိပ္ပာယ်မျိုးရှိပါတယ်နောက်တစ်ခါကအမအေတို့ကအလိုလိုက်သည်စက္ကန့်ချီရာဆိုကကြတော့စက္ကန့်ချီရာဆိုကကြတော့လူလောကအကြောင်းကိုမသိပဲဆိုတဲ့အဓိပ္ပာယ်မျိုးပါနောက်တစ်ခါချစ်စကဲဆိုတာကကြတော့တုံတင်ဆုံးပါတယ်စီကန်ဆိုတဲ့အဓိပ္ပာယ်မျိုးစကဲလို့ဆိုတာကတိုင်ပြောတယ်ဇီလီဆစ်ဆိုတာကကြတော့ကောပတန်တွေကိုရက်တီးတယ်အမိကိုကင်းနေတယ်ပြီးတော့နောက်တစ်ခါဒါဆိုကထုတ်ပြောတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါနောက်ကအီချီကဆိုတာကျတော့ရည်ရွယ်ချက်ဆိုတဲ့အဓိပ္ပာယ်မျိုးရှိတယ်နောက်ကစွန်ကျိုဆိုတို့ကလေးစားတယ်ပြီးလို့ရှိရင်စစ်တုကူဆိုတို့ဆိုတာကျတော့ဖြောင်းပြတဲ့စီယုံသိမ့်သွင်းတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနောက်တုကူဆိုတို့ကကျတော့အတိအမှတ်ပြုတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါနောက်ခုစခလာကကျတော့စင့်ကျင်တယ်တဲခိုးနဲ့အတူတူပဲစင့်ကျင်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနောက်ကဟန်ဆေးဆိုဆိုတာကကျတော့ဝင်ဘယ်လိုပြောမလဲကိုယ့်ရဲ့ဟာကိုပြန်လဲသုံးသက်တယ်ဆိုတဲ့ဟာမျိုးပေါ့ပြန်လဲသုံးသက်တယ်နောင်တရတယ်ဆိုတဲ့ဟာမျိုးဟိုတယ်အိုကူကကျတော့တယောက်တည်းလွှတ်ထားလိုက်ပါဆိုပြီးတော့အသုံးတဲ့ဟာမျိုးပါခိုင်ခေါ်ဆိုလို့ဆိုတာကကြတော့ပြုစုဆောက်ရှောက်တယ်ဆိုတဲ့ဟာမျိုးပြီးရင်ခိုင်ခေါ်ရှိဆိုရင်ကြတော့ဒါ nut ဆိုတဲ့အဓိပ္ပာယ်မျိုးရှိရပေါ့နော်နောက်တစ်ခုက home helper ကကြတော့ဒီ home helper ဆိုတဲ့အဓိပ္ပာယ်မျိုးရှိရနော်စိတ်တိုင်းကကြတော့ generation ပါ scoop ဆိုတာကအမွေဆက်ခံတယ်ဆိုတဲ့အဓိပ္ပာယ်မျိုး nation ဆိုတာကကြတော့ဒါကိုဝင်ဆောင်တယ်အောက်က nimpu ကကြတော့ကိုဝင်ဆောင်အမျိုးသမီးဆိုတဲ့အဓိပ္ပာယ်မျိုး citizen ကကြတော့ဒါကလေးမွေးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရှိပါတယ်ဥမှုဆိုတာကလည်းမွေးဖွားတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲနော် session 2ပေါ့နော် session 2ကကြတော့ယူချင်းကနေသွားမယ်ယူချင်းဆိုတာကအတိမိတ်ဆွေဆိုတဲ့အဓိပ္ပာယ်မျိုးနခဆိုတာကလည်းဒါတငယ်ချင်းဆိုတဲ့အဓိပ္ပာယ်မျိုးပဲရှိတယ်နခမတို့နခယောရှိတို့ပြီးရင်နခကအီနခကဝါရီဆိုတဲ့ဟာမျိုးတွေမှာသုံးတဲ့ဟာမျိုးပေါ့နော်နောက်ကကြတော့အဲကကြတော့ဒါကန်ကျမရေးဆက်ဆိုတဲ့ဟာမျိုး nickname ကကြတော့ nickname ဆိုတဲ့ဟာနေလာတယ်နာမည်ပြောင်းဆိုတဲ့အဓိပ္ပာယ်မျိုးတိုင်းခင်းဆိုတာကြတော့အများစုဆိုတဲ့အဓိပ္ပာယ်မျိုးပါနောက်ကမင်းငူမာတဲ့တို့ကပြည်စုံနဲ့ကြွယ်ဝတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါတာယောတို့ကမိကိုအားပြုတယ်ပြီးလို့ရှိရင်တာနိုမိုရှိဆိုတာကကြတော့အာကိုရတော့ဆိုတဲ့အဓိပ္ပာယ်မျိုးပြီးရင်မိနာရာကကြတော့အတူယူရတယ်တင်ယူရတယ်ပေါ့ဥချီအာကေတို့ကကြတော့တခုခုကိုဖွင့်ဟဝန်ခံတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးမှာသုံးတယ်ဟာဂေမက်စ်ကအာပီဒီအာရတဲ့ဆိုတာကရေဝဝနင့်မို့လို့တာပြောတာမျိုးအမုန်းခံပြီးပြောတာမျိုးဆိုတဲ့ဟာမျိုးမှာသုံးတယ်အဲ့တော့နာငူဆာမဲတို့ကကြတော့နှစ်သိပ်ပေးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါစာစုလို့ဆိုတာကတော့ရှင်းရှင်းပေးတယ်စဉ်းစားပေးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါအမတငယ်ချင်းကဒီကိုယ့်ရဲ့စိတ်ကိုစဉ်းစားပြီးတော့ဒီလိုစကားမျိုးကိုမပြောတာမျိုးဘာမှမပြောတာမျိုးဆိုတဲ့အဓိပ္ပာယ်မျိုးတွေမှာတုံးတယ်နောက်တစ်ခုကကြတော့အမွေးရည်ကကြတော့ကိုချင်းစာတရားဆိုတဲ့အဓိပ္ပာယ်မျိုးပါနောက်တစ်ခုကနာနိခေနိုင်ဆိုတာကဘာမှမရှိဘဲနဲ့ဘာအဓိပ္ပာယ်မှမပါဘဲနဲ့ဘာအကြောင်းပြချက်မှမရှိဘဲနဲ့ဆိုတဲ့အဓိပ္ပာယ်မျိုးအမှတ်တမဲ့ဆိုတဲ့အဓိပ္ပာယ်မျိုးလည်းရှိပါတယ်နောက်တစ်ခုကကြတော့ခါရခါဟုကကြတော့စတယ်နောက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါနောက်တစ်ခုကခန်းကြီးကဆိုတော့ခေါင်းဆောင်ဆိုတဲ့အဓိပ္ပာယ်မျိုးပါဒီနော်မီခိုင်နေပါတယ်မှာဆိုရင်ခေါင်းဆောင်လုပ်တယ်ဆိုတဲ့ဟာမျိုးနော်နောက်တစ်ခုကကြတော့မိုရီအာခါတို့ကကြတော့ဟိုပါတီတွေပါဆိုရင်မြိုင်ဆိုင်နဲ့တခုခုလမ်းတွေပါတယ်ဆိုရင်ဖောင်းပွားလာတယ်ဖောင်းကြွားလာတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါနောက်ကအာခီလေးတို့ကကျတော့စိတ်ပြတ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါညင်းဝင့်သွားပြီပေါ့ဟိုစာကဲတို့ကကျတော့နောက်ပြောင်းတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရှိတယ်ဟီစာရှိရကျတော့ဒါဟိုမတွေ့ရတာကြာပြီဆိုတဲ့ဟာမျိုးမှာတုံးတဲ့ကြာညောင်းနေပြီဆိုတဲ့အဓိပ္ပာယ်မျိုးဟီစာရှိဘူရီနဲ့ခန်းကြီးတူတယ်နော်နောက်တစ်ခုက session 3မှာကျတော့ short time မဲဆိုတဲ့အားကြတော့ပထမဆုံးတွေ့ဆုံတဲ့အချိန်ပထမဆုံးတွေ့တယ်ဆိုတဲ့ဟာမျိုးနောက်တစ်ခုကဂျီကို short ကိုင်းကကြတော့ကိုမိတ်ဆက်တဲ့ဟာမျိုးပါနော်အိုဂျင်းကြီးဆိုတော့ကကြတော့အယုအတီပေးတဲ့လေးပြုတ်တဲ့ဂါဝရပြုတ်တဲ့ဆိုတဲ့ဟာမျိုးနောက်တစ်ခုက kinjo ski out ဆိုတာကကြတော့အိမ်နီးနားချင်းတွေကြားထဲမှာရှိတဲ့ဆက်ဆံရေးနောက်တိုမိုတာစီ ski out ဆိုတာကြတော့လည်းအဲ့လိုပဲတငယ်ချင်းတွေကြားထဲမှာရှိတဲ့ဆက်ဆံရေးမျိုးပေါ့နော်အိုရဆိုတာကကြတော့အိမ်ရှင်ဆိုတဲ့အဓိပ္ပာယ်မျိုးပါခိုင်နုရှိကကြတော့ဒီတိရစ္ဆာန်တွေပါတယ်မွေးထားတဲ့တိရစ္ဆာန်တွေရဲ့အရှင်သခင်ဆိုတဲ့ဟာမျိုးနောက်တစ်ခုကခါဝါစုကကြတော့ဒါပြောင်းလဲတယ်ဆိုတဲ့ဟာမျိုးပါနောက်ကယောဘီတိုမဲလို့ဆိုတာကခေါ်ပြီးတားဆီးခံရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါဒီအိမ်ထဲဝင်ခံနေမှာဒီအိမ်ဒီအပတို့ရဲ့ခန်းလီရှာစီမှာ
တားဆီးခံရတယ်ဆိုတဲ့ဟာမျိုးနဲ့နမူနာပြပြီးသုံးလာတဲ့စကားလုံးလေးပါနောက်ကဖိုရိခိုင်တို့ဆိုအနောက်ပြန်လှည့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဆိုတဲ့အဓိပ္ပာယ်မျိုးပါစိုင်းကိုင်းဆိုတော့ကကြတော့နောက်ထပ်ပြန်လဲတွေးဆောင်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုး OBO ဆိုတာကကြတော့ Q ခုလိုပဲမှတ်ညံဆိုတဲ့အဓိပ္ပာယ်မျိုးပါကိုခိုရိုအတာရီကကြတော့ဒါစိတ်ထဲမှာရှိနေတယ်ဆိုတဲ့ဟာမျိုးမုစဘီစကုကကြတော့ဒါတွဲမိတယ်မှာမျက်နှာနဲ့နာမည်နဲ့ကိုတွဲမိတယ်ဆိုတဲ့ဟာမျိုးတိုစာနီဆိုတာကရုပ်တရက်ချက်ရှင်ဆိုတဲ့အဓိပ္ပာယ်မျိုးတက်ခီဒီဆိုတာကအေကန်မုရှအနောက်ကနေပြီးတော့သူထင်ထားတဲ့ဟာကမှားနေမှာနောက်ကအိုမိုကြီးခိုမိုကြတော့တထိချယုံကြည်ထားတယ်ဆိုတဲ့ဟာမျိုး communication တော့တည်တဲ့အတိုင်းပဲစတန်ဒတ်ယောက်ျားတွေမှာဆက်သွယ်ရေးဆိုတာမျိုး network ကိုပြောတာပါဒီပေါင်းသင်းဆက်ဆံရေးကျေပြန့်တဲ့ network ဆိုတဲ့ဟာမျိုးပြောတာမျိုးပါရှော့ကုစစ်ကကြတော့ဓာတ်ရိုက်ဆဆရုစစ်စရူကကြတော့ဆက်တီဆိုတဲ့အဓိပ္ပာယ်မျိုးနောက်တစ်ခုအမားနေခုကဖိတ်ကြားတယ်ဖိတ်ခေါ်တယ်ဆိုတဲ့ဟာမျိုးခိကူဘာရီကကြတော့ဒါစဉ်းစားပေးတယ်တွေးပေးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါခိုမဲတဲ့ကကြတော့တခုခုကိုထည့်ထားပြီးတော့ဆိုတဲ့ဟာမျိုးဥမာဒီကျေးဇူးတင်တဲ့စိတ်ကိုထည့်ထားပြီးတော့ဆရာအတွက်ပစ္စည်းလက်ဆောင်ဝယ်ပေးတယ်ဆိုတဲ့ဟာမျိုးဒိုခိဆိုတာကကြတော့မှကာလအတူတူကြောင်းတက်တဲ့တငယ်ချင်းမျိုးတို့ကာလာအတူတူအလုတ်ဆောက်ဝင်တဲ့တငယ်ချင်းတို့မျိုးကိုပြောတာပါဂူချီကကြတော့ညှီးတွားတာပါဂူချီနဲ့အိခံနေရမတူတဲ့ဂူချီကကြတော့ညှီးတွားပြီးတော့ပြောနေရအဖြစ်မပါဘူးပေါ့နော်အိခံဆိုတာကကြတော့ပြဿနာကိုလည်းပြောပြရဲပြီးတော့ပြဿနာတွေနဲ့အတူတူအနောက်မှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဘယ်လိုထင်မြင်နေဆိုတဲ့အဖြစ်ပါပါတယ်တဲ့အဲ့နှစ်ခုပွဲပါတယ်နော်အိုအီနီဆိုတဲ့ဟာကအများကြီးဆိုတဲ့အဓိပ္ပာယ်မျိုးရှိပါတယ်ဒီနေ့ကခုကကြတော့ session ရုံးရောက်သွားပြီ session ရုံးကကြတော့ခပ်ပို့ဆိုတဲ့အခါကျတော့ခပ်ပဲကိုပြောတာပါမှာဖဲရတော့ပါလို့မျိုးအတွဲတော့ပါဆိုတဲ့အဓိပ္ပာယ်မျိုးနောက်တစ်ခုကအာီကတော့အရှိပေါ့နော်ဒိုးရှိဆိုတာကကြတော့အရှင်းပေါ့အိုဒါခိုင်းနီဆိုတာကလည်းတယောက်နဲ့တယောက်စရီအောက်ဆိုတာကတင့်လျော်တဲ့မရှိတော့ဆိုတာကကြတော့ဓာတ်ထပ်ပို့ပြီးတော့အမှသူနမူနာပေးထားတဲ့စာလုံးလေးမှာဆိုရင်ကြတော့ပြည့်စုံတဲ့လူထက်ချွေးချက်တွေရှိနေတဲ့လူကိုပို့ပြီးတော့သဘောကျတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါနောက်တစ်ခုကအီဝါဘဆိုတဲ့ဟာကျတော့တနည်းအားဖြင့်ပြောရရင်ဆိုတဲ့အဓိပ္ပာယ်မျိုးပါချီဆန်ဆိုတာကအကြည့်ပေါ့နော်ပြီးရင် Miss Meru ကကျတော့တကယ်တော့ site ကြည့်နေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါဆိုရာဆိုကလွှဲချောင်းတယ်ရှီရာတိုဆိုတာကဖြတ်ခနဲ့ကြည့်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြီးရင်မိုရှိကဆိုတော့မဟုတ်မှလွှဲရောဆိုတဲ့အဓိပ္ပာယ်မျိုးနောက်တစ်ခုကဆာကူကကျတော့ရှာဖွေတယ်ဆိုတဲ့ဟာမျိုးပါချီမဲဆုကကြတော့ပြတာတီဆိုတဲ့အဓိပ္ပာယ်မျိုးခိုကြီးဆိုကကြတော့စင်ချီဆိုတဲ့အဓိပ္ပာယ်မျိုးပါနောက်တစ်ခုကဥစမှုကူကကြတော့ခေါင်းငုတ်တယ်မျက်လွှာရှာထားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးခိုဆိုကခိုဆိုရီနဲ့အတူတူပါပဲတိုးတိတ်ဆိုတဲ့အဓိပ္ပာယ်မျိုးရှိပါတယ်နောက်တစ်ခုကဆဆယခုကကြတော့တီတိုးပြောတာပြီးရင်ခင်မို့ဆိုတာကကြတော့တားမြစ်ထားပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးယူရုစုကကြတော့ခွင့်လွှတ်တယ်ခွင့်ပြုတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါကောခွန်ကကြတော့ပါတီပြီးရင် approach ဆိုတော့ကျတော့ချိကတ်လာတယ်ဆိုတဲ့ဟာမျိုးပါပြီးရင်တော့ umme ဆိုတာကကန်တရားကန်ကြမှာသူမကကျွန်တော်တို့ကန်တရားပါပဲဆိုတဲ့ဟာမျိုးလေးနဲ့သူနမူနာပြောပြထားတယ်နောက်တစ်ခါကျတော့ kiss is ဆိုတာကျတော့ဆုံးဖြတ်ချက်ရှာတာအခြေက kiss ကကျတော့ခီမာရုဆိုတဲ့ခီမဲရုတို့ဆုံးဖြတ်ချက်ဆိုတဲ့အဓိပ္ပာယ်နဲ့ရှိနေတော့လေအဲ့ဒီမှာပါတဲ့ kiss is ဆိုတဲ့ဟာကဆုံးဖြတ်ချက်ရှာတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါပြီးရင်propose ကကြတော့ဒါ propose လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနောက်တစ်ခုကရှီကာဂိုကကျိန်ဆိုတယ်ပေါ့ပြီးရင်နောက်တစ်ခုကဟာနာယိုမေကတရိုးသမီးဆိုတဲ့အဓိပ္ပာယ်မျိုးပါအောက်ကကြတော့ဟာနာမုကိုကကြတော့တရိုးသားဆိုတဲ့အဓိပ္ပာယ်မျိုးပါတရိုးသမီးတရိုးသားပေါ့နော်နောက်တစ်ခုက session 5ပေါ့ session 5မှာဆိုရင်ဆဆာအီနာဆိုတာကအသေးအဖွဲလေးဆိုတဲ့အဓိပ္ပာယ်မျိုးပါစာခဲရုဆိုတာကတိန့်ချောင်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြီးရင်ဂေါ်ခိုင်းဆိုရုကနားလဲဖို့လွဲတယ်အထင်လွဲတယ်ခန့်ရှိခါကကြတော့အထင်မှားတာကိုကအထင်မှားတာမျိုးကိုကကြတော့အပေါ်ကခေါ်ခိုင်းကြတော့လုံးဝကိုလွဲမှားနေရမျိုးနောက်တစ်ခုကအီဝါခဲကကြတော့စင်ချေပေးတာပါစပါရီတိုဆိုတာကပြက်သားတန်တဲ့တယောက်စကားပြောတာမျိုးပါပဲဖြစ်ဒီအာမနာပဲမျက်နှာမထောက်ပေးနေဆိုတဲ့ဒီမျိုးပါဘာခါနီဆိုလို့ဆိုတာကအယူလောက်တယ်ပေါ့နောက်တစ်ခါကျရင်လည်းတငယ်ချင်းစားတဲ့နောက်တဲ့အချိန်မျိုးတွေဆိုမှလည်းတုံးတယ်နောက်တစ်ခုကအီယာမီနာဆိုတာကမကြိုက်တာမနှိမ့်မြို့တာမျိုးပြောတာပါစင်မဲရုကအပြစ်တင်တယ်ခဲနာဆိုကကြတော့ကဲ့ရက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဒါမာတို့ကနှုတ်ဆက်သည်နီယာမှုကကြတော့စိမ့်ဝါကြည့်တယ်သစင်းကြည့်တယ်ပေါ့နော်နောက်တစ်ခုကအိုရာဂီတို့ကတစ္ဆာဖောက်ခံရသည်ဒါမဆိုကကြတော့လှည့်စားတာဆဲကကြတော့ဆဲသေးဆိုတဲ့ဘုံဘိုးနဲ့တူတူပဲဆဲဆိုတာကကြောက်ဒါပေမဲ့ငါကြောင့်ဖြစ်သွားတဲ့တခုခုဖြစ်သွားတယ်မကောင်းတဲ့အရာကြီးဖြစ်သွားတာမျိုးခိုးကြီးကကြတော့အပြုတ်အမူခိုးလုံးဆိုလို့ကကြတော့ဒါ
ပါဇက်နဲ့စကားပြောပြီးတော့ရင်ဖြစ်တဲ့ဟာမျိုးပြောတာနောက်တစ်ခုကဒိုနာတို့ကကြတော့ကျိန်းမောင်းတယ်ဆူဆူဝါးဝါအော်တယ်ဆိုတဲ့ဟာမျိုးမှာသုံးတယ်နောက်တစ်ခုကနာကူတို့ကထိုးသည်ရိုက်သည်ဆိုတဲ့အဓိပ္ပာယ်မျိုးခါချီခါရီဆိုတော့ကကြတော့ပတ်စံအရှိငါလောက်တာမျိုးပြောတာပါဘာရာဆိုကကြတော့တခုခုကိုအဲ့လိုပေါက်ကြအောင်ပြောလိုက်တာမျိုးတခုခုကိုတွန်ရှားလိုက်တာမျိုးပေါ့နော်ပစ္စည်းတွေဆိုရင်တစားစီပြန်ဖြုတ်တာမျိုးအဲ့ဒါမျိုးတွေမှာသုံးတယ်ခီမဆိုကြီးကကြတော့စိတ်မရှင်းမသာဖြစ်ရတယ်အဆင်မပြေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးအီမာဆာရာဆိုတာကကြတော့အခုမှတော့ဒိုင်းနာရှိဆိုတာကဒါမဲဆိုတဲ့အဓိပ္ပာယ်မျိုးပဲအလဟတ်တက်ဖြစ်သွားသည်ဆိုတဲ့ဟာမျိုးဦးရမိုကကြတော့ချင်းအတင်းပြောတာမျိုးလဲဘလိန်းနေဆိုတဲ့အဓိပ္ပာယ်မျိုးရှိတာပေါ့နော်ဒါပေမဲ့ဒီမှာကြတော့နမူနာပေးထားတဲ့ဟာတွေမှာဆိုလို့ရှိရင်ကြတော့အမုန်းနေဆိုတဲ့စိတ်မျိုးမရှိဘူးဆိုတဲ့အဓိပ္ပာယ်မျိုးလေးနဲ့နမူနာစာအကြောင်းလေးထဲမှာတော့ပြပြထားတယ်အို伊ဒါဆုဆိုတာကအိမ်ကနေမောင်းထုတ်ခံရတယ်ဆိုတဲ့ဟာမျိုးမှာတုံးတာနောက်တစ်ခုကနာခမဟာဆိုတဲ့ဆိုတာကတင်ကွဲငှက်ဆိုတဲ့အဓိပ္ပာယ်မျိုးအိုက်ဆဆိုတာကအိတ်ကောင်ဆိုပြီးတော့ဘယ်လိုပြောမလဲမကျင်တဲ့လူမျိုးဒါမတဲတဲ့လူမျိုးဆိုတဲ့ဟာမျိုးတွေမှာဆိုရင်တုံးတယ်နောက်တစ်ခုကတနင်းဆိုတာကသသိန်းဆိုတဲ့အဓိပ္ပာယ်မျိုးရှိပါတယ်ဒါက chapter 1ရဲ့section 5ထိအပြီးပါပဲ